ဟေးလူတို့ဒါဘာတွေဖြစ်ကုန်တာလဲဒီငကားကြီးကဘာလို့ငါနောက်ကိုတကောက်ကောက်လိုက်နေရတာလဲအမြန်ပြေးမှဖြစ်မယ်မဟုတ်ရင်တော့ငါတို့အားလုံးအသက်ခံရတော့မှာကံကောင်းလို့ဒါကျွန်းတေးသေးလေးပေါ်ပြုတ်ကျလာတာဒါပေမဲ့ပြဿနာကအဲ့ဒီအနီအောင်လုံးတွေကငါတို့ကိုတိုက်ခိုက်ဖို့ပြင်းနေပြန်ပြီးသူတို့ကိုအနိုင်တိုက်ဖို့ဆိုရင်ဒီနားမှာများပြစ်စင်တစ်ခုအမြန်ဆောက်ရမယ်သူတို့ကိုနှိမ်နှင်းနိုင်ရင်ရွှေတင်ကားတွေရမှာလေအဲ့ဒီရွှေတင်ကားတွေနဲ့ကျွန်းအစ်တစ်ခုထပ်ချဲလို့ရတာပေါ့ဟောဒီမှာဝက်ဝင်ကြီးတကောင်ဒါပေမဲ့ငါတို့အနိုင်တိုက်နိုင်ခဲ့ပါတယ်အသားတွေလည်းအများကြီးရလိုက်သေးတယ်ဟေ့ကဲဒီအသားတွေကိုအရင်သိမ့်ပြီးရင်တော့ဒီမှာရှိတဲ့ဘိုက်စာနေတဲ့ဘိုက်ကင်းကြီးကိုကျွေးလိုက်ရအောင်အခုဆိုရင်ငါတို့ကိုကူညီမဲ့ဘိုက်ကင်းတယောက်တိုးလာပြီးပေါ့သူကတစ်ပင်တွေအကုန်ခုတ်ပေးလိုက်မယ်ငါကတော့တစ်လုံးတွေလိုက်သိမ့်မယ်ဒီနားမှာများပြစ်စင်နောက်တစ်ခုထပ်ဆောက်လိုက်တာပိုကောင်းမယ်ထင်တယ်နေပါဦးဒါကဘာကြီးလဲဝက်ဝင်ကြီးကငါ့ကိုထပ်တိုက်ဖို့စူးစမ်းနေပြန်ပြီးတော်သေးတာပေါ့လွတ်အောင်ပြေးနိုင်ခဲ့လို့ကဲတစ်ပင်တွေခုတ်ပြီးဒီနားမှာတရားလေးတစ်ခုအမြန်ဆောက်ရအောင်ဒါမှငါတို့ရွာကိုပြန်လို့ရမှာပြီးရင်တော့တစ်လုံးတူလောင်ယုံကတစ်လုံးတွေယူပြီးညားတွေလုံမယ်ရလာတဲ့ညားတွေနဲ့ငါတို့ကိုလာတိုက်နေတဲ့အနီရောင်လုံးတွေကိုအပြည့်ရှင်းပြမယ်သူတို့ကအကောင်ကြီးတော်တော်များတယ်နော်ဒါပေမဲ့ငါတို့ရဲ့ညားပြစ်စင်တွေရှိနေတာပဲအေးဆေးပါအဲ့ဒီအချိန်မှာတစ်လုံးတူလောင်ယုံကနေညားလုတ်တဲ့ဆက်စီကိုယထာလန်းလေးတစ်ခုအမြန်ဖောက်လိုက်မယ်ဒါဆိုညားတွေကိုကိုယ်တိုင်တဲနေစရာမလိုတော့ဘူးပေါ့အနီရောင်ကောင်တွေစီကရတဲ့ရွှေတင်ကားတွေကိုစုပြီးငါတို့ရွာကိုနောက်တစ်ဆင့်ရောက်အောင်အဆင့်မြင့်တင်ကြဆိုပြုတ်